ဒီနေ့ဒီဗီဒီယိုမှာလင်းကလူကြီးရောကလေးရောတက်ကြီးရွယ်အိုရောနော်ကလေးတွေရောအားလုံးအတွက်အဆင်ပြေမဲ့pronunciation lesson လေးကိုဒီဗီဒီယိုမှာလုပ်ချင်ပါတယ်အဲ့ဒီတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်တော့တစုံတစ်ခုအကျိုးရသွားမယ်လို့မျှော်လင့်ပါတယ်မြန်မာနိုင်ငံမှာအတန်ထွက်အမှားအများဆုံးစကားလုံး၃ခုပေါ့နော်အတန်ထွက်မှာတဲ့စကားလုံးတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာမလင်းကစကားလုံး၃လုံးပဲရွေးချယ်ထားပေးတယ်ပေါ့နော်ဒီစကားလုံး၃လုံးလေးကိုဒီဗီဒီယိုလေးကိုကြည့်ပြီးသွားရင်တော့အတန်ပြအောင် pronunciation မှန်လေးနဲ့ပြောတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်ပထမစကားလုံးလေးကတော့ဒီတစ်လုံးဖြစ်ပါတယ်ဒါလေးကိုတော်တော်များများကjoin လို့ပြောကြတယ်နော် join လို့ပြောကြတယ်တကယ်တော့သူ့ရဲ့အတန်ထွက်မှန်က joy ဖြစ်ပါတယ် joy အဲ့ဒီတော့ဒီနေ့ကနေစပြီးတော့ grace mercy love and joy လို့ပြောကြမယ်နော် grace mercy love and joy မဟုတ်ဘူး grace mercy love and joy okay နောက်တစ်လုံးကတော့ဒီစကားလုံးပဲဖြစ်ပါတယ်ဒါကတော့ကျမတို့အားလုံးနေ့စဉ်ဘဝမှာသုံးနေကြတဲ့စကားလုံးဖြစ်တဲ့ girl and boy ဖြစ်တယ်เนาะအဲ့ဒါလေးကိုအခုချိန်ထိတော်တော်များများက boy နဲ့ pronounce လုပ်နေကြတယ်เนาะအဲ့တော့အရင်ခေတ်တုန်းကဒီ internet ခေတ်မဟုတ်သေးဘူးလူတိုင်းရဲ့လက်ထဲမှာဖုန်းမရှိသေးဘူးလူတိုင်းရဲ့လက်ထဲမှာ computer မရှိသေးဘူးအဲ့ဒီအချိန်မှာ boy လို့ဘယ်လိုပြောမလဲခေါ်ခဲ့တယ် pronounce လုပ်ခဲ့တာတွေကထားလိုက်တာလက်ခံလို့ရတယ်ဒါပေမဲ့အခုလိုပွင့်လင်းတဲ့ပေါ့နော်ခေတ်မှာinternet တွေเนาะ everywhere သုံးလို့ရနေတဲ့ခေတ်เนาะလူတိုင်းမှာဖုန်းရှိနေတဲ့ခေတ်မှာဒီစကားလုံးလေးတွေကိုဒီအခြေခံစကားလုံးလေးတွေကိုအခုချိန်ဒီ mispronounce လုပ်တုံးဆိုရင်တော့ကျမတို့ပြင်ဖို့လိုပြီเนาะသူတို့နားမလဲဘူးเนาะသူတို့နားမလဲ wine လို့သူတို့ရှေ့မှာအင်္ဂလိပ်တွေရဲ့ရှေ့မှာသွားပြောရင်သူတို့နားမလဲဘူးသူတို့သိထားတာ boy ပဲเนาะအဲ့ကကျမတို့ wine ကိုဒီနေ့ကနေစပြီးတော့ boy လို့ခေါ်ကြမယ်အဲ့တော့ girl and boy เนาะ girl and boy မဟုတ်တော့ဘူး girl and boy တစ်စက်တည်းမှာပဲဒီစကားလုံးလေးနဲ့ခက်ဆင်ဆင်ဖြစ်တဲ့ဒီစကားလုံးလေးเนาะသူ့ကိုကြတော့ oil အဲ့လိုခေါ်ပါတယ် wine မဟုတ်ပါဘူးเนาะဒါတော်တော်များများကထမင်းဟင်းချက်တော့မယ်ဆိုရင်စီရှာပြီးဆိုရင် wine လို့ပြောကြတယ်ကျမတို့မြန်မာတွေပေါ့နော်အဲ့တော့ဒီနေ့ကနေစပြီးတော့မှ pronunciation မှန်နဲ့ပြောရအောင် wine မဟုတ်ဘူး joy မဟုတ်ဘူး wine မဟုတ်ဘူး boy oil joy okay သူ့ရဲ့အတန်ထွက်ကအရှိရ boy နဲ့ joy နဲ့ခက်ဆင်ဆင်ပဲဒါပေမဲ့သူ့ရဲ့အနောက်ဆုံးမှာ အတန်လေး l ရဲ့အတန်လေးကလိုက်လာမယ်အဲ့တော့ oil okay အဲ့တော့ joy boy oil